ဒီဇင်ဘာလ25ရက်ခရစ်စမတ်နေ့ရှင်ယောဟန်ဧဝံဂေလိကျမ်းအခန်းကြီး1အခန်းငယ်1မှ18အစအဦး၌နှုတ်တော်ထွက်စကားတည်ရှိတော်မူ၏နှုတ်တော်ထွက်စကားသည်ဖျားသခင်နှင့်အတူရှိတော်မူ၏နှုတ်တော်ထွက်စကားသည်လည်းဖျားသခင်ဖြစ်တော်မူ၏ကိုရောသည်အစအဦးကပင်ဖျားသခင်နှင့်အတူရှိတော်မူ၏ကိုရောအားဖြင့်အရာခတ်သိမ်းတို့သည်ဖြစ်ပေါ်လာခဲ့ကြ၏ကိုရောနှင့်ကင်း၍ဖြစ်လာသောအရာတစ်စုံတစ်ခုမျှမရှိခဲ့ချေကိုရော၌အသက်တည်ရှိ၍အသက်သည်လူတို့၏အလင်းဖြစ်၏အလင်းသည်မှောင်မိုက်တွင်ထွန်းလင်း၏မှောင်မိုက်မူကားအလင်းကိုမလွှမ်းမိုးနိုင်ချေယောဟန်အမည်ရှိသောလူတူးသည်ဖျားသခင်၏ဆေလိုခြင်းကိုခံရ၏သူအားဖြင့်လူသားအလုံးယုံကြည်လာကြစေရန်သူသည်အလင်းတော်အကြောင်းကိုသက်သေခံခြင်းကလာခဲ့၏သူသည်အလင်းတော်မဟုတ်အလင်းတော်အကြောင်းကိုသက်သေခံရန်လာသောသူသာဖြစ်၏လူပေါင်းတို့အားဉာဏ်အလင်းပေးသည့်စစ်မှန်သောအလင်းတော်သည်ကားကမ္ဘာလောကအတွင်းသို့ကြွလာမည်ဖြစ်၏ကိုတော်သည်ကမ္ဘာလောကတွင်ရှိတော်မူပြီးဖြစ်၍ကမ္ဘာလောကသည်ကိုတော်အားဖြင့်ဖြစ်ပေါ်လာ၏သို့တော်လည်းကမ္ဘာလောကသည်ကိုတော်ကိုမသိချေကိုတော်သည်မိမိနေရင်းပြည်သို့ကြွလာတော်မူတော်လဲမိမိလူမျိုးတို့သည်ကိုတော်ကိုလက်မခံကြတို့ရာတွင်ကိုတော်သည်မိမိကိုလက်ခံကြ၍မိမိနာမတော်၌ယုံကြည်ကြသောသူတို့အားဖျားသခင်သားသမီးဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ထိုသူတို့သည်ကားလူတို့၏သွေးမှမဟုတ်အသွေးအသားအလိုဆန္ဒအားဖြင့်လည်းမဟုတ်လူ၏အလိုအားဖြင့်လည်းမဟုတ်ဘဲဖျားသခင်မှမွေးဖွားလာကြခြင်းဖြစ်၏နှုတ်တော်ထွက်စကားသည်လည်းလူစားတိအဖြစ်ကိုယူတော်မူ၍ငါတို့အလယ်တွင်စံပယ်တော်မူလေ၏ငါတို့သည်ကျေးဇူးတော်နှင့်တမန်တရားတို့ဖြင့်ပြည့်စုံလျက်ရှိသောကိုတော်၏ဘုန်းတော်ကိုခမည်းတော်၏တပါးတည်းသောသားတော်၏ဘုန်းတော်အဖြစ်ဖူးမြင်ကြရလေပြီယောဟန်သည်ကိုရော့ကိုသက်သေခံလျက်ကြွေးကြော်သည်မှာငါနောက်မှကြွလာမည်သူသည်ငါမရှိမီကရှိနှင့်သည်ဖြစ်၍ငါထက်ကြီးမြတ်သည်ဟုငါဆိုခဲ့သောသူသည်ကဤသူပင်ဖြစ်သည်ငါတို့အားလုံးသည်ကိုရော့၏ပြည့်စုံခြင်းမှကျေးဇူးတော်တပါးပေါ်တပါးထပ်ဆင့်ခံကြရလေပြီအဘယ်ကြောင့်ဆိုသောပညတ်တရားကျမ်းကိုမိုးဆက်မှတဆင့်ပေးခဲ့ခြင်းဖြစ်၏ကျေးဇူးတော်နှင့်တမန်တရားသည်ကယေရှုခရစ်တော်သခင်အားဖြင့်လာသည်မြည်သူမြဖျားသခင်ကိုမမြင်ဘူးကြသို့သောခမည်းတော်၏ရင်ခွင်၌ရှိတော်မူသောတပါးတည်းသောသားတော်သည်ဖျားသခင်ကိုထင်ရှားစေတော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း Dwelled among us ငါတို့လည်းတွင်စံပယ်တော်မူပြီးဖျားသခင်လူတွေရဲ့အလဲမှာလူတယောက်စီရဲ့အတွင်းသက်ထဲမှာလာရောက်ကင်းဝတ်တယ်ဆိုတာဟာခရိယန်ယုံကြည်ခြင်းရဲ့ဗဟုအကြဆုံးအချက်ဖြစ်ပါတယ်ဒီဟာလူတွေဘက်ကတည်ကုန်းဖွဲ့ဆိုထားတဲ့အရာမဟုတ်ဘဲအဖြစ်မှန်တကယ်ဖြစ်ရတစ်ခုဆက်လက်ပြီးဖြစ်ပွားနေတဲ့အရာတစ်ခုလည်းပဲဖြစ်ပါတယ်ဒီယုံကြည်ချက်ကြောင့်ပဲဒုက္ခများအလယ်မှာလောကနေ့စဉ်ပြဿနာအခက်အခဲများကြားမှာမလုံခြုံမှုများစိုးရိမ်ပူပန်ရမှုများဝေဒနာများအနောက်ရှက်အဖြတ်စည်းများမှရှိ냐တော့လည်းပဲခရစ်မတ်ရဲ့ညီသက်ချင်းကောင်းကြီးတော်ဟာကျွန်တော်တို့နှလုံးသားထဲမှာအစဉ်မြဲလာရောက်ကဲဝတ်ပြန်ပြန်လျက်ရှိတဲ့ဆိုတာကိုသိကြရပါတယ်ဒီလိုအခြေအနေတွေမှာရှိ냐တော့လည်းပဲဒီကြားထဲမှာငါအထဲမှာဖျားရှိနေပါသေးတယ်ဆိုတော့အသိယုံကြည်ချက်ကကျွန်တော်တို့ကိုအင်အားနဲ့ပြေဝစေပါတယ်အတွင်းသက်ငြိမ်သက်ခြင်းကိုပေးပါတယ်ဘဝအသစ်ကိုဖန်ဆင်းပေးလျက်ရှိပါတယ်တရားကိုရရှိပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အတွေ့အမြင်ခံယူချက်တက်ကြီးရွယ်ပြောင်းလဲလာတာမဟုတ်ဘဲနှလုံးသားအသစ်ကိုရရှိလာကြတယ်အသစ်သောဖန်ဆင်းခြင်းများထဲမှာပါဝင်လာရတယ်အသစ်စတင်ခြင်းမှာပါဝင်လာရခြင်းဖြစ်ပါတယ်ခရိယန်တယောက်ဖြစ်လာတဲ့ဆိုတာဟာအတိတ်ဘက်ကတော့ဒီလိုအသစ်စတင်ခြင်းမှာပါဝင်ခွင့်ရခြင်းပဲဖြစ်ပါတယ်မေတော်ဟာကယ်တင်ခြင်းရဲ့ဒီခိုက်တန်အဖြစ်ပြက်မှာအလဲမှာမရက်နေတာကိုကျွန်တော်တို့တွေ့ကြပါတယ်စိန်ဘောပြောထားတဲ့ခရစ်တော်၌ရှိနေတဲ့လူမှန်သမျှ
အသစ်သောဖန်ဆင်းခြင်းများဖြစ်ကြတယ်ဆိုပြီးဒီခရစ်စမတ်ရဲ့သတင်းကောင်းကိုထပ်မံပြီးအခိုင်အမာအတည်ပြုပေးထားနေတာကိုတွေ့ရပါတယ်။ 2 Corinthians ခန်းကြီး9ခန်းငယ်19လူဇာတိဟာအသစ်ဖန်ဆင်းခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဖခင်ကိုယ်တိုင်လူဇာတိကိုယူခြင်းအဖြစ်လူသားများဟာမွေးစားသားသမီးများအဖြစ်ဖခင်ဇာတိ၌ပါဝင်ခွင့်ရလာခြင်းကြောင့်ပဲဖြစ်ပါတယ်။ဒီလောကကြီးကဘာကြီးဟာစိတ်ပျက်စရာကောင်းတယ်။ထွက်ခွာသွားခြင်းလောက်အောင်အခြေအနေတွေကတခါတရံမှာခါတိလှပါတယ်။သို့တော့ဒီအခြေအနေကိုဖခင်ကပြစ်မထားဘူး။သူ့ရဲ့ကိုယ်ပိုင်ဖြစ်ရယူတယ်။ဒီထဲမှာသူပါဝင်လာတယ်ဆိုတာဟာအမွေအရာတစ်ပါးပဲဖြစ်ပါတယ်။တမိုင်းတစ်လျှောက်ကပဘာသာကြီးများမျှော်လင့်ထားခဲ့တဲ့အရာဟာဖျားသခင်လာရောက်ကဲကုန်မယ်ဆိုတဲ့အရာပဲဖြစ်ပါတယ်။လူတွေတန့်ရှင်းစင်ကြယ်ခြင်းရရှိမယ်။လူသားနဲ့ဖျားအစင်တစ်ဆက်နဲ့တနေ့ထဲမှာအတူစိုးစံရမယ်ဆိုတဲ့မျှော်လင့်ချက်ပဲဖြစ်ပါတယ်။အဲ့ဒီမျှော်လင့်ချက်ထက်သာလွန်တဲ့အချက်ဟာဒီနေ့ဖြစ်ပွားလာပြီပဲဖြစ်ပါတယ်။ဖျားသခင်ဟာတတ်ရှိလူသားများနဲ့အနောင်ဖွဲ့ပြုလိုက်ပါတယ်။ဖန်ဆင်းကံအရာများထဲမှာမှလူနဲ့တထူးတခြားအတွင်းသက်အကြဆုံးနေရာထိအပေါင်းဖော်ပြုလာခြင်းအနောင်ဖွဲ့ပြုလာခြင်းပဲဖြစ်ပါတယ်။ဒီမှာရင်လူစားတိဟာအသစ်ဖန်ဆင်းခြင်းခံလိုက်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်ရှင်ယောဟန်အေဝံဂေလိကျမ်းခန်းကြီး2မှာပဲစတင်ပြီးရေကိုစပြည့်အဖြစ်သို့ပြောင်းလဲခြင်းအဖြစ်လူစားတိကိုလည်းပဲဖျားသခင်ရဲ့ဇာတိထဲမှာပါဝင်ခွင့်ပြုလိုက်ပြီးအသစ်ပြောင်းလဲလိုက်ပြီးဆိုတဲ့အချက်ကိုကြိုတင်ဖော်ပြလာတာကိုလည်းပဲတွေ့ရပါတယ်။ဒါဟာနှုတ်ကပတ်တော်လူအဖြစ်ကိုယူခြင်းရဲ့ပထမဦးဆုံးသောအကျိုးရလဒ်ဖြစ်ပါတယ်။ဒီဂျာကိုတန်ယောဟန်ကပဲ Grace upon Grace ကျေးဇူးတော်တစ်ခုပေါ်တစ်ခုထပ်ဆင့်ပြီးသုံးလောင်းလာတဲ့အဖြစ်အပျက်အဖြစ်ဖော်ပြထားတာကိုတွေ့ရပါတယ်။တခြားသော translation မှာတွေ့ရတာကတော့ gift replacing one another လက်ဆောင်တစ်ခုရပြီးဒီရပြီးသားလက်ဆောင်နေရာမှာနောက်ထပ်တစ်ခုကဝင်လာတယ်လက်ဆောင်တစ်ခုကိုလက်ခံရရှိပြီးလို့မှမဆုံးသေးဘူးနောက်ထပ်လက်ဆောင်တွေကထပ်ဆင့်တက်ဆင့်ဝင်လာတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ကြောင့် Christmas မှာပထမဦးဆုံးသောရလိုက်တဲ့လက်ဆောင်ကသူ့ကိုယ်တိုင်ပဲဖြစ်နေပါတယ်ဖခင်ကိုယ်တိုင်ကိုရလိုက်တယ်ဒါပထမဦးဆုံးသောလက်ဆောင်အဲ့လက်ဆောင်လက်ခံရရှိပြီးလို့မှမပြီးခင်မှာပဲနောက်ထပ်တခြားသောလက်ဆောင်များကိုလည်းထပ်ဆင့်ပေးလာတယ်ကျေးဇူးတော်များကိုပေးလာတယ်ဆိုတာဒါပဲဖြစ်ပါတယ်ဖျားသခင်ကိုပထမဦးဆုံးလက်ခံလိုက်ပြီးဆိုရင်ကြံသောအရာများဟာလည်းပဲအလိုလိုအရှမ်းပဲနောက်ဆက်တွဲပါလာပါတော့တယ်ဖျားသခင်ရဲ့ဆက်ဆံရေးတည်တံ့ခိုင်မြဲပြီးဆိုရင်ဘဝမှာအခြားသောအရာများဟာအစီအစဉ်တကျရှိလာပြီးအသီးပွင့်များလည်းပဲသိပွင့်လာတော့မှာဖြစ်ပါတယ်ဒါကြောင့်ကျေးဇူးတော်ဆိုသည်မှာအပေါ်ယံကျော်အပြင်ပဟိုအရာဒီအရာများသာမကပဲအဓိကအဖြစ်နဲ့ကျေးဇူးတော်ဆိုသည်မှာအတွင်းသက်ကိုအသစ်ပြုပြင်ပေးလျက်ရှိတဲ့အတွင်းသက်တဲ့ဒီဝင်ရောက်ကနေထိုင်လာတဲ့လူစားတိပဂရိအဖြစ်ကိုယူဆောင်ပြီးကျွန်တော်တို့နဲ့အတူအမြဲတည်ရှိတဲ့အတွင်းသက်အနက်ဆိုင်သောနေရာမှာကဲဝတ်တဲ့ဒုတိယပုဂ္ဂိုလ်သားတော်ဖျားပဲဖြစ်ပါတော့တယ်အဲ့ဒီချိန်တွေကစပြီးကျွန်တော်တို့တယောက်စီနှလုံးသားများအသစ်ပြုပြင်ဖန်ဆင်းခြင်းခံလိုက်ရပါတော့တယ်နှလုံးသားအသစ်နဲ့အတူတူဘဝရဲ့အသစ်သောအဓိပ္ပာယ်များကိုလည်းတွေ့လာရပါတယ်ဘဝဟာမျှော်လင့်ချက်နဲ့ပြည့်ဝလာတယ်အသစ်သောရှင်သန်မှုကိုရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်ဒါကြောင့်ခရစ်စမတ်မှာကျွန်တော်တို့ကြွေးကြော်နေကြတဲ့အလင်းဆိုတာဒါပဲဖြစ်ပါတယ်မျက်စိနဲ့မြင်နိုင်တဲ့အလင်းမဟုတ်ဘဲဖခင်သခင်ကိုပိုင်ဆိုင်လိုက်ရတဲ့ကိုမြင်လာတဲ့လောကကြီးကိုအသစ်သောနားလည်သဘောပေါက်မှုမျိုးနဲ့မြင်လာတဲ့အလင်းပဲဖြစ်ပါတယ်ဒီအလင်းကိုရရှိပြီးဖခင်သခင်ကိုယ်တိုင်ကိုအတွင်းသက်အကြဆုံးနေရာမှာကိုယ်တိုင်ကိုယ်ကြပိုင်ဆိုင်လိုက်ရပါပြီသို့တော်လည်းပဲဘဝရဲ့အခြေအနေအပြင်ပအခင်းကျင်းများပြောင်းလဲလာပြီလားဆိုတော့ပြောင်းလဲအောင်မှာမဟုတ်သေးပါဘူးအပြတ်ဖို့ပြောတာမဟုတ်ပါဘူးဒီအရာများထက်ကျော်လွန်တဲ့ပိုးပြီးကမှအင်အားတခုကြီးမားတဲ့ပုံကိုပိုင်ဆိုင်လိုက်ရပြီသို့တော့ဒီလိုအခက်အခဲများကိုလည်းကျော်လွှားကြရအောင်မယ်ဒုက္ခဝေဒနာများကိုလည်းရင်ဆိုင်ဖြည့်ရှင်းလက်ခံကြရအောင်မယ်မေရောနဲ့တန်ဆူကဲ့သို့တန်ရှင်းသောအိမ်အောင်စုကြော်ဖြတ်ခဲ့ရတဲ့
လန်ခီမျိုးကိုလည်းကျွန်တော်တို့ပြောဖျက်ရအောင်မှလည်းပဲဖြစ်ပါတယ်ချက်ချင်းလန့်ခင်းလည်းပဲဘဝရဲ့ပြဿနာအဖြေများလည်းရချင်မှရအောင်မှာပါသို့တော့ဒီရများထက်တာလွန်တဲ့ချစ်ချင်းမေတ္တာကျွန်တော်တို့နိုင်ရှိပြီးဖျားသခင်ရှိပြီးဒီချက်ဟာဒီရများကိုအကောင်းဆုံးကြော်လာနိုင်မှုအတွက်အင်အားပဲဖြစ်ပါတော့တယ်ဒါကြောင့်ယုံကြည်သူများအန်ဂျယ်လုစ်မစ်တာကိုဒီနေ့3ချိန်ဆိုကြတဲ့အခါမှာဒီကျမ်းပိုက်လေးကိုရွတ်ဆိုကြပါတယ်ကျွန်တော်တို့အတွင်လဲဆွဲမြဲစွာအာယုံခံ၍နေတော်မူပြီးဆိုတာဟာယုံကြည်ခြင်းကိုဝန်ခံရလဲရောက်သလိုသူရှိနေပါတယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့သတိပေးရလဲရောက်ပါတယ်ဒါအပြင်ဆုတောင်းခြင်းရလဲရောက်ပါတယ်ဒီချက်ဟာဘဝတစ်ခုလုံးကိုအခြေခံပေးထားတဲ့ခိုင်မြဲတဲ့ဘယ်တော့မှပျောက်ပြတ်မသွားတဲ့အခြေခံယုံကြည်ရအချက်ပဲဖြစ်ပါတော့တယ်ကျွန်တော်တို့အလယ်၌စံပေတော်မူသည်